ယူရတန်အောင်မေဘွယ်နေမှာယူရတန်အသင်းတော်မှာကျွန်တော်တို့ဇုံမီချင်းများအနေနဲ့ဖျားသခင်ကြီးတော်ကိုချီးမွမ်းခွင့်ရတဲ့အတွက်ကြောင့်အသင်းတော်ကို၎င်းဖျားသခင်ကို၎င်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ဆရာယူရတန်အနေနဲ့ကျွန်တော်ချင်းလူမျိုးတွေပေါ်မှာတိုက်ရိုက်လှုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေမဲ့တွေ့လိုက်ပြီးတော့လှုပ်ဆောင်ခဲ့ပြီးတော့ကျွန်တော်တို့မျှော်လင့်ခြင်းခွင့်ပေးခဲ့ပါတယ်ကျွန်တော်တို့မျှော်လင့်ရမယ့်အိမ်တော်အတွက်လမ်းစာဖွင့်ပေးခဲ့ပါတယ်ကျွန်တော်တို့ဒီနေ့ဆိုပေမဲ့တခြင်းကတော့ကျွန်တော်တို့ယူရတန်စင်လေးကိုခေပေါ်လေးနဲ့ဆက်ထားတဲ့ဧဝံဂေလိဆရာတယောက်ဆက်ထားတဲ့ငါနေရမယ့်ထာဝရအိမ်တော်ဆိုတဲ့တခြင်းဖြစ်ပါတယ်ကျွန်တော်အဲ့ဒီပဲအတူချုပ်ရှင်းပြပါမယ်ကြည်ပါငါဆုဆိုင်ရမယ့်အတိုင်းပြည်လူသားများနားမလည်နိုင်တဲ့စင်ရတာဒုက္ခတာနဲ့မိဘမဲ့များပျော်ရွှင်တဲ့နေရာငါကိုအထင်မသေးမိပါနဲ့ကောင်းကင်ရွှေအိမ်တော်မှာငါအတွက်နေရာရှိတယ်နံပါတ်2ကြည်ပါဒုတငယ်ရဲ့ရင်ခွင်တော်မှာကျိုးပဲ့နူနာဒုက္ခတဲ့များရုပ်အစဉ်လှကြကုန်ပြီဖျားသခင်ပြောင်းလဲစေခဲ့ပြီမြေကြီးပေါ်မှာဆင်းရဲခဲ့သမျှရှိတဲ့ဘိုးပေါ်မှာယတနာများစီကြီးလက်ကောင်းပေါ်မှာလင်းလက်ရစောင်းနေကြခဲ့ပြီနံပါတ်3ဒီချင်းမြင့်ကိုကူးပြီးခဲ့တဲ့ကျွန်တော်ချစ်တော်ညီကိုမောင်နှမညီဘညီကိုများကနေပြီးတော့ပြင်ပန်းချင်းရှိရာကဘာမြေကြီးကိုစွန့်ပြီးတော့အမြန်လာခဲ့ကြပါငါကိုတရိယာပြီးညင်မကြကြပါနဲ့ငါရှိရာကိုလာခဲ့ကြပါလို့ကောင်းကင်တကားဝအနေပြီးတော့ခေါ်နေပေးလိမ့်မယ်ထားရွေ့ဆိုရမှာမျောလင်းပါပြီထူပြီးတော့ရောက်ဖို့အတွက်တန်တာပါပြီအရှင်ဘုရားရဲ့မရှိတဲ့လက်တော်ကိုတူထီရမယ်အချိန်ဝန်တာချင်းညစ်ရည်ဖြန်ပြန်ကြားလိမ့်မယ်အရှင်ဘုရားဆိုပြီးတော့ကျူအေးတန်ချီးမွမ်းခြင်းကိုထာဝရတည်ဆူရပါလိမ့်မယ်ဘုရားသခင်ကောင်းချီးပေးပါစေ